အားလုံးပဲမင်္ဂလာပါခင်ဗျာဒီဗီဒီယိုဖိုင်လေးထဲမှာဆိုလို့ရှိရင်တော့ဗီယက်နမ်နိုင်ငံဟိုချီမင်းမြို့ကိုရောက်လို့ရှိရင်သွားဟုတ်တဲ့ပတ်သက်တဲ့နေရာလေးတွေအကြောင်းကိုပြန်လည်မျှဝေပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီယက်နမ်ပထမဗီဒီယိုဖိုင်မှာဆိုလို့ရှိရင်တော့ဆိုင်ကုံလို့ခေါ်တဲ့ဟိုချီမင်းမြို့ကိုလာရောက်လည်ပတ်လို့ရှိရင်သွားတဲ့နေရာတွေအကြောင်းကိုကျွန်တော်မျှဝေပေးထားပြီးတော့အခုဒီဗီဒီယိုဖိုင်မှာဆိုလို့ရှိရင်တော့ကျန်တဲ့လည်ပတ်တဲ့နေရာလေးတွေအကြောင်းကိုမျှဝေပေးမှာပဲဖြစ်ပါတယ်အခုသွားမယ့်နေရာဆိုလို့ရှိရင်တော့ဗီယက်နမ်နိုင်ငံမှာနှစ်ပေါင်းသက်တမ်း100ကျော်ပြီရှိတဲ့ဘန်တန်မားကတ်ဆိုတဲ့နေရာကိုသွားမှာပဲဖြစ်ပါတယ်ဗီယက်နမ်လူမျိုးတွေဟာလည်းကျွန်တော်တို့ဗမာလူမျိုးတွေလိုပဲအခုကသူတို့လမ်းဘေးမှာတွေ့တဲ့မကြီးပင်ကမကြီးသီးနဲ့မကြီးရွက်ကိုခူးနေတာပဲဖြစ်ပါတယ်အခုမိတ်ဆွေတို့မြင်တွေ့နေရတဲ့ຢာဆိုလို့ရှိရင်တော့1914ခုနှစ်မှာတည်ဆောက်ခဲ့တဲ့ဘန်တန်မားကတ်ပဲဖြစ်ပါတယ်ပြင်သစ်ကိုလိုနီလက်အောက်ကိုကြောက်ခဲ့တဲ့ဗီယက်နမ်ဟာဆိုလို့ရှိရင်သူတို့ရဲ့အဆောက်အဦတွေတော်တော်များများဟာဆိုလို့ရှိရင်ပြင်သစ်ကိုလိုနီအရေးငွေတွေရှိနေတာပဲဖြစ်ပါတယ်ဒီဈေးကြီးဟာဆိုလို့ရှိရင်1914ခုနှစ်မှာတည်ဆောက်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အခုခါမှာဆိုလို့ရှိရင်တော့တက်တန်းအဖြစ်နှစ်ပေါင်းတက်တန်း112နှစ်တိတိရှိခဲ့ပြီပဲဖြစ်ပါတယ်အရင်ကဆိုင်ကုံလို့ခေါ်ဆိုခဲ့တဲ့ဒီဟိုချီမင်းမြို့ကိုလာအောင်လည်ပတ်မယ်ဆိုလို့ရှိရင်တော့ဒီဘန်တန်မားကတ်ဟာမဖြစ်မနေလာအောင်လည်ပတ်တဲ့နေရာပဲဖြစ်ပါတယ်ဒီဈေးထဲမှာဆိုလို့ရှိရင်လည်းနိုင်ငံခြားသားတူရစ်တွေတော်တော်များများဟာလာရောက်လည်ပတ်တာကိုတွေ့မြင်ကြပြီးတော့ဗီယက်နမ်နဲ့ပတ်သက်တဲ့အစားအသောက်ပါဝင်သူတို့ရဲ့ရိုးရာအဝတ်အစားတွေကိုပါဒီနေရာမှာရရှိနိုင်တာပဲဖြစ်ပါတယ်ဒီဘန်တန်မားကတ်ထဲမှာဈေးဝယ်မယ်ဆိုလို့ရှိရင်တခုတတိထားရမယ်ဆိုတာကဒီဘန်တန်မားကတ်ဟာနိုင်ငံခြားသားတူရစ်တွေပေါ်မှာဆိုလို့ရှိရင်ဈေးကိုအဆမတန်တင်နေဆိုပြီးတော့နာမည်ကြီးတဲ့နေရာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီဈေးထဲမှာဈေးဝယ်မယ်ဆိုလို့ရှိရင်တော့ဈေးစစ်နိုင်ပါမှတော်ကကြမှာပဲဖြစ်ပါတယ်ဒါကတော့ဈေးရုံရဲ့အတွင်းပိုင်းမှာမြင်တွေ့ရတဲ့မြင်ကွင်းတွေပဲဖြစ်ပါတယ်ဘန်တန်မားကတ်ကိုလည်ပတ်ပြီးတဲ့ခါမှာဆိုလို့ရှိရင်တော့အခုတနီယူမားကတ်လို့ခေါ်တဲ့နေရာကိုထပ်မံသွားရောက်လည်ပတ်ခဲ့တာပဲဖြစ်ပါတယ်ဒီနေရာမှာဆိုလို့ရှိရင်လည်းစားတောက်ဆိုင်တွေအပါအဝင်အဝတ်ထည်ဆိုင်တော်တော်များများရှိပြီးတော့ဘန်တန်မားကတ်ထက်ဈေးတော်တော်လေးကိုယုံနေတာပဲဖြစ်ပါတယ်ဒီမှာစားတောက်ဆိုင်တွေစုံနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့နေ့လည်စာကိုဒီထဲမှာရှိတဲ့အိန္ဒိယစားတောက်ဆိုင်တစ်ခုမှာပဲအခုလိုမှာစားခဲ့တာပဲဖြစ်ပါတယ်မိတ်ဆွေရဝတ်စားတွေဝယ်ခြင်းနဲ့ဆိုလို့ရှိရင်တော့ခုနကဘန်တန်မားကတ်ထက်အခုဒီ new market ဆိုတဲ့နေရာမှာပဲဝယ်ဖို့လို့ recommend နဲ့ပေးချင်ပါတယ်ဘန်တန်မားကတ်ထက်တော်တော်လေးကိုဈေးသက်သာတာပဲဖြစ်ပါတယ်နေ့လည်စာစားပြီးသွားတဲ့ခါမှာဆိုလို့ရှိရင်တော့ဟိုချီမင်းမြို့မှာရှိတဲ့အကြီးဆုံးစူပါမားကတ်ကိုတက်စီစီးပြီးတော့အခုလိုပဲထွက်လာခဲ့တော့တာပဲဖြစ်ပါတယ်အခုမြင်တွေ့နေရတဲ့နေရာဆိုလို့ရှိရင်တော့ဟိုချီမင်းမြို့မှာရှိတဲ့အကြီးဆုံးကုန်တိုက်ဖြစ်တဲ့စူပါမားကတ်ပဲဖြစ်ပါတယ်ဗီယက်နမ်နိုင်ငံရဲ့တည်တည်ဈေးနှုန်းတွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဗမာနိုင်ငံလိုမျိုးပဲအရန်စိတ်မကြီးပဲဈေးနှုန်းတွေဟာအသင့်တော်တာပဲဖြစ်ပါတယ်ဗီယက်နမ်နိုင်ငံဆိုလို့ရှိရင်ကော်ဖီအရန်ထွက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကော်ဖီနဲ့ပတ်သက်တဲ့ product တွေဟာဆိုလို့ရှိရင်တခြားနိုင်ငံတွေတဲ့ဈေးကတော်တော်လေးကိုသက်သာတာပဲဖြစ်ပါတယ်အခုမိတ်ဆွေတို့မြင်တွေ့နေရတဲ့နေရာဟာဆိုလို့ရှိရင်တော့ဗီယက်နမ်နိုင်ငံရဲ့အကြီးဆုံးကုန်တိုက်မှာဂျပန်နိုင်ငံရဲ့နာမည်ကြီး product ဖြစ်တဲ့ Uniqlo product တွေကိုမြင်တွေ့ရတာပဲဖြစ်ပါတယ် Uniqlo product တွေဟာဆိုလို့ရှိရင်ထိုင်းနိုင်ငံတက်ဆက်လို့ရှိရင်အခုဗီယက်နမ်နိုင်ငံမှာဈေးနှုန်းကတော်တော်လေးကိုသက်သာတာပဲဖြစ်ပါတယ်ညဘက်ကိုရောက်သွားတဲ့ခါမှာဆိုလို့ရှိရင်တော့ဗီယက်နမ်နိုင်ငံရဲ့နာမည်ကြီးနေရာဖြစ်တဲ့ဆိုင်ကုံအော်ပရာနဲ့အတူဗီယက်နမ်နိုင်ငံဟိုချီမင်းမြို့ရဲ့ City Hall လို့ခေါ်တဲ့မြို့တော်ခန်းမရှိတဲ့နေရာကိုတောက်လက်ပတ်ခဲ့တာပဲဖြစ်ပါတယ်။
အခုမိတ်ဆွေတို့မြင်တွေ့ရတဲ့အဆောက်အဦဟာဆိုလို့ရှိရင်တော့ဟိုချီမင်းမြို့ရဲ့နာမည်ကြီးအဆောက်အုံဆိုင်ကုန်းအော်ပရာပဲဖြစ်ပါတယ်ရှေးဟောင်းသမိုင်းတွေကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ဒီဆိုင်ကုန်းအော်ပရာဟာဆိုလို့ရှိရင်တော်လေးကိုလည်းပတ်သက်တဲ့နေရာပဲဖြစ်ပါတယ်ဆိုင်ကုန်းအော်ပရာဟောင်းနားမှာဆိုလို့ရှိရင်တွားရောက်လေပတ်လို့ရတဲ့နေရာတွေအများကြီးရှိပြီးတော့နောက်ထပ်လေပတ်လို့ရတဲ့နေရာဆိုလို့ရှိရင်တော့မြို့တော်ခမ်းမလို့ခေါ်တဲ့ City Hall ပဲဖြစ်ပါတယ်။အခုဟာဆိုလို့ရှိရင်တော့ဟိုချီမင်းမြို့ရဲ့ City Hall ကိုလမ်းလျှောက်သွားနေတာပဲဖြစ်ပါတယ်။မိတ်ဆွေတို့အခုမြင်တွေ့နေရတဲ့အဆောက်အဦဟာဆိုလို့ရှိရင်တော့ဟိုချီမင်းမြို့ရဲ့မြို့တော်ခမ်းမလို့ခေါ်တဲ့ City Hall ပဲဖြစ်ပါတယ်ဒီနေရာနီးတွားရဆိုလို့ရှိရင်ညဘက်မှာတော်တော်လေးကိုလှပပြီးတော့ဘီယန်နယ်လူမျိုးတွေတော်တော်များများဆိုလို့ရှိရင်လည်း Walkway Street လို့ခေါ်တဲ့နေရာမှာလမ်းလျှောက်နေကြတာကိုတွေ့မြင်ရတာပဲဖြစ်ပါတယ်ဘီယန်နိုင်ငံရဲ့ City Bus Tour တွေဟာဆိုလို့ရှိရင်လည်းအခုဒီနေရာကနေပြီးတော့လေပတ်ကြတာပဲဖြစ်ပါတယ်ဒီနေရာနီးတွိုင်းမှာဆိုလို့ရှိရင်ပြည်내နိုင်ငံရဲ့ show ဝဲတွေ activity တွေ event တွေပြုလုပ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့တွားရောက်လည်ပတ်တဲ့ခါမှာဆိုလို့ရှိရင်လည်း OEC ကပြုလုပ်တဲ့ event ပွဲကိုအခုလိုပဲတွေ့မြင်ရတာပဲဖြစ်ပါတယ်ပြည်내နိုင်ငံရဲ့အဆိုတော်တွေနဲ့အကတွေကိုအစင်မြင့်ပေါ်မှာအခုလိုပဲတွေ့မြင်ရတာပဲဖြစ်ပါတယ်ဆိုင်ကုန်းလို့ခေါ်တဲ့ဗီယက်နမ်ဟိုချီမင်းမြို့ကိုတောင်းအောင်လည်းပတ်မယ်ဆိုလို့ရှိရင်မဖြစ်မနေတောင်းအောင်လည်းပတ်ရမယ့်နေရာ၅ခုရှိပြီးတော့ကျွန်တော်ရဲ့ပထမဗီဒီယိုဖိုင်မှာဆိုလို့ရှိရင်တော့ဆိုင်ကုန်း Central Port Office Notre Dame Cathedral နဲ့ဟိုချီမင်း Post Street တို့ကိုပေါ်ပြခဲ့တာပဲဖြစ်ပါတယ်အခုဒီဗီဒီယိုဖိုင်ထဲမှာဆိုလို့ရှိရင်တော့ဆိုင်ကုန်း Opera House နဲ့အတူပန်တန်မားကတ်ကိုပေါ်ပြခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့မိတ်ဆွေဟာလည်းဟိုချီမင်းမြို့ကိုတောင်းအောင်လည်းပတ်ဖို့လို့စိတ်ကူးရှိတယ်ဆိုလို့ရှိရင်ဒီနေရာ၅ခုကိုမဖြစ်မနေတောင်းအောင်လည်းပတ်ဖို့လို့အကြံပေးလိုပါတယ်ဒါတွေကတော့ကျွန်တော်ဗီယက်နမ်နိုင်ငံဟိုချီမင်းမြို့ကိုတွားအောင်လည်းပတ်ခဲ့တော့ကအတွေ့အကြုံလေးတွေကိုပြန်လည် sharing လေးပြုလုပ်ပေးထားတာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုလို့ရှိရင် like and subscribe လေးလုပ်ပေးကြလို့ရပါတယ်ဆုံးဖြတ်ကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်